နာဒီစစ်ခွေးကြီးမင်းအောင်လှိုင်ကသူပြောချင်တာတွေကိုသူပြောသွားတယ်ပေါ့ဗျာအဲ့တော့သူပြောချင်တာကိုပြောခွင့်ရနေတယ်သူလှုပ်ချင်တာတွေကိုလှုပ်ခွင့်ရနေတယ်ဆိုကြတဲ့ကိုကကျွန်တော်တို့တော်လန်ရေးအုပ်စုတွေဟာတကယ်ကိုတိတိမိမိဘာမှမလုံနိုင်သေးဘူးဆိုတာပေါ်လွင်နေတယ်ပြီးတော့မြန်မာနိုင်ငံကြီးတဝမ်းလုံးဒီစစ်အာဏာရှင်စနစ်ကပြုတ်ကျသွားဖို့ဆိုရင်အဓိကပြေမအချုပ်ချအာဏာတည်မြဲရာအရက်ဒေသဖြစ်တဲ့အဓိကမြို့တော်တွေရုံးဆိုင်ရာမြို့တွေရန်ကုန်မန္တလေးနေပြည်တော်အစရှိတဲ့ရုံးဆိုင်ရာမြို့တွေထဲကိုတော်လှန်ရေးအုပ်စုတွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့၍မြန်မာနိုင်ငံမှာဒီအကြမ်းဖက်စစ်ခွေးအုပ်စုကသူလှုပ်ချင်တာလှုပ်ခွင့်ရနေအောင်ပါပဲအဲ့တော့ပြည်နယ်တွေကိုတိုင်းရင်းသားဒေသကိုတိုင်းရင်းသားတပ်ဖွဲ့တွေဘလောက်ပဲသိမ်းထားနိုင်ပါစေမင်းအောင်လှိုင်ကသူအခြေအနေမပေးသေးလို့ခဏတစ်ဖြုတ်ငြိမ်ချင်ငြိမ်မယ်သူအခြေအနေကောင်းတာနဲ့အချိန်မရွေးဘုံပြန်ကျဲပြီးတော့ပြန်တိုက်မှာဒါရှင်းရှင်းလေးပဲအဲ့ဒါကိုတိုင်းရင်းသားခေါင်းဆောင်တွေအကုန်လုံးကလည်းသိတယ်ဒါပေမဲ့လို့တို့တော်လှန်ရေးအုပ်စုကနယ်မြေခွဲဝေခြင်းအာဏာခွဲဝေခြင်းနေရာခွဲဝေခြင်းနော်တယောက်နဲ့တယောက်ဒီအာဏာအပြိုင်ဆိုင်လုပ်နေကြတာနဲ့တင်ကိုဆွေးနွေးမှုကရှေ့မရောက်တော့တော်လှန်ရေးကလည်းအရှိကိုမရောက်ဘူးဖြစ်နေတယ်နော်အဲ့တော့မြန်မာနိုင်ငံမှာဘာမှမပြောပါလောက်တဲ့ဒီစစ်တပ်လက်တဆုပ်စာလူတစုကို54တန်းသောပြည်သူကတိုက်ခိုက်နေတာအခုချိန်ထိအောင်မြင်မှုမရသေးဘူးဆိုတာစီးလုံးညီညွတ်မှုမရှိသေးလို့ဆိုတာဒါပေါ်လွင်တယ်ကျွန်တော်တို့တော်လှန်ရေးအုပ်စုတွေတော်လှန်ရေးပြည်သူလူထုတွေအားလုံးတာစီးလုံးလုံးညီညီညွတ်ညွတ်နဲ့ဒီစစ်ခွေးတွေကိုတိုက်ချလိုက်မယ်ဆိုရင်တစ်နှစ်ထဲလဲပြီးနိုင်တယ်တစ်လထဲလဲပြီးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မညီညွတ်လို့ခက်နေတာကျွန်တော်တို့တော်လှန်ရေးခေါင်းဆောင်တွေဒါလင်ဒီအာဏာခွဲဝေခြင်းနယ်မြေခွဲဝေခြင်းနေရာခွဲဝေခြင်းမှာမညီညွတ်ကြတာနော်စစ်ခွေးအုပ်စုကတော့အယမ်းညီညွတ်တယ်သူတို့နေရာခွဲဝေခြင်းနယ်မြေခွဲဝေခြင်းကလည်းသူတို့ပြီးသွားပြီဘသူကဝင်ကြီးလုပ်မယ်ဘသူကဝင်ကြီးချုပ်လုပ်မယ်ဘသူကတမရလုပ်မယ်ဘသူကစစ်ဦးစီးချုပ်မှာအယုတ်ပြအနေနဲ့နေမယ်သူတို့ဘလို့သွားမယ်ပြီးရင်ဘယ်နယ်မြေကိုဘသူယူမယ်ဆိုတာကစသူတို့မှာအသေးစိတ်အစီအစဉ်ဆွဲပြီးသွားပြီပြီးတော့အခုဆိုရင်ဘလောက်ထိဆိုးလဲသိတာမြန်မာတနိုင်ငံလုံးမှာရှိတဲ့မြေလွတ်မြေရိုင်းတွေနောက်ဆုံးပြည်သူပိုင်မြေအခိုင်အမာမပြနိုင်သေးဘူးဆိုရင်တော့မှနေနေတာနှစ်90ပဲကြာနှစ်100ပဲကြာအဲ့ဒါတွေကိုပြန်သိမ်းပြီးတော့အခုဆိုရင်အကုန်လုံးစစ်တပ်နဲ့သူတို့ရဲ့စစ်တပ်အပေါင်းဖာရွှေမျိုးတွေပိုင်ဆိုင်မှုအဖြစ်နဲ့နယ်မြေတွေသိမ်းယူနေအခုတနိုင်ငံလုံးတော့နောက်ဆုံးရန်ကုန်ဖြစ်တဲ့ဒီရန်ကုန်အင်းယားကြီးရန်ကုန်ကန်တော်ကြီးတောင်မှအဲ့ဒီရေရှိတဲ့ကွက်လေးပဲကြံတော့တယ်ကြံတဲ့နေရာတွေအကုန်လုံးအကွက်ရိုက်ပြီးတော့မှစစ်အုပ်စုတွေသူတို့မြေတွေခွဲယူကြတယ်ရန်ကုန်တင်မဟုတ်သေးဘူးနော်ရန်ကုန်မန္တလေးနေပြည်တော်တောင်ကြီးပဲခူးမော်လမြိုင်ဖက်အံကချင်ပြည်နယ်မြစ်ကြီးနားအစရှိတဲ့စစ်သွေးဘာညာအကုန်တနိုင်ငံလုံးကိုသူတို့ဒီရှိနေတဲ့မြေလွတ်မြေရိုင်းတွေအမှဟိုကျူးကျော်တွေစင်းရဲသားတွေနေတဲ့နေရာတွေအကုန်လုံးကိုဂိုလူစားနဲ့ထိုးထုတ်ပြီးတော့မှသူတို့အပိုင်ဖြစ်နေသူတို့လှုပ်လိုက်ကုန်ပြီနော်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေကဒါလင်ဘယ်နေရာကိုဘယ်သူယူမယ်ဘယ်အာဏာကိုဘယ်သူယူမယ်ဆိုပြီးတော့အခုချိန်ကြီးခွဲဝေလို့အစီအစဉ်မတည့်သေးတာနော်စစ်အုပ်စုကတော့တည့်သွားပြီအဲ့တော့နောင်ကြရင်မြန်မာနိုင်ငံဘာဖြစ်သွားမလဲဆိုတော့ကိုရီးယားရဲ့နော်မြောက်ကိုရီးယား3 ခါပြန်မြောက်ကိုရီးယားဖြစ်သွားမှာနော်အဲ့တော့အုပ်ချုပ်ရေးမှာဆိုရင်လဲရက်ကွက်ရာအိမ်မှုဆယ်အိမ်မှုကနေစပြီးတော့ဝင်ကြီးချုပ်တမရအထိကိုစစ်တပ်ကထွက်လာတဲ့လူတွေပြူစောထီးတွေမဘာသားတွေကြံ့ဖို့တွေတိုင်းပြည်ရဲ့ပိုင်ဆိုင်မှုချမ်းသာကြွယ်ဝမှုဆိုရင်လဲစစ်တပ်နဲ့စစ်ဗိုလ်ချုပ်ရဲ့သားသမီးတွေပြီးတော့သူတို့ရဲ့အပေါင်းအဖာတွေခရိုနီတွေပိုင်ဆိုင်သွားမယ်တိုင်းပြည်ရဲ့မြေယာမြေလွတ်မြေရိုင်းတွေဆိုလဲလက်ညှိုးထိုးမလွယ်အကုန်လုံးစစ်တပ်နဲ့စစ်တပ်ရဲ့အပေါင်းဖာတွေပဲပိုင်ဆိုင်သွားမယ်အဲ့တော့ပြည်သူလူထုကဘာဖြစ်မှာလဲဆိုတော့ဟိုးအရင်နှစ်ပေါင်း400-500ကရှင်ဘီရင်တွေလက်ထက်လိုမျိုးပြည်သူလူထုဆိုတာကျွန်ပဲပြည်သူဆိုတာကျွန်ဘဝကိုပြန်ရောက်သွားမယ်အခြေအနေကိုရောက်သွားမယ်အဲ့တော့ကျွန်တော်တို့ကဒီဟာတွေအကုန်လုံးကို
အနာဂတ်အကုန်လုံးကိုတွက်ဆပြီးရင်တော့ပြည်သူလူထုရဲ့မျက်နှာကိုတကယ်မူတယ်ပြည်သူလူထုကိုတကယ်ကောင်းစားစေချင်တယ်ဆိုရင်အခုတော်လှန်ရေးမှာခေါင်းဆောင်နေရာယူထားကြတဲ့ခေါင်းဆောင်တွေအားလုံးပြည်သူလူထုကိုတကယ်ချစ်မြတ်နိုးရင်ဒီစစ်အာဏာရှင်တွေကိုညီညီညွတ်ညွတ်နဲ့ပြုတ်အောင်အများဆုံးတိုက်ခိုက်ပေးကြပါအများဆုံးစစ်အာဏာရှင်အမြင့်ပြုတ်ရေးကိုပဲဘုံရန်သူကိုဥတီထားပြီးတော့ပူးပေါင်းပြီးတိုက်ခိုက်ပေးကြပါဒါမှဒါလည်းကျွန်တော်တို့ပြည်သူလူထုရောဒီနိုင်ငံကြီးပါကဲတင်ဖို့အတွက်အချိန်မှီမှာပါဒီလိုမှမဟုတ်ရင်ကျွန်တော်တို့နိုင်ငံကအချိန်မှီဖို့မရှိတော့ပါဘူးเนาะအဲ့တော့ကျွန်တော်တို့တော်လှန်ရေးခေါင်းဆောင်တွေအားလုံးညီညွတ်မှုနဲ့ကျွန်တော်တို့ပြည်သူတွေအားလုံးညီညွတ်မှုနဲ့ဒီစစ်အာဏာရှင်ကိုအမြန်ဆုံးတိုက်ထုတ်ကြဖို့အားလုံးညီညွတ်ပေးကြပါလို့